အချိန်တိုင်းသူ့ကိုဘာကြောင့်တတိယနေတာလဲလို့ကိုပြန်မေးကြည့်တော့နှလုံးသားလေးကဖြေရှာတယ်မင်းသူ့ကိုချစ်ခဲ့တာအချစ်တစ်ခုတည်းမဟုတ်ဘူးတဲ့တန်ရောစင်နေနဲ့ချစ်မိခဲ့လို့တဲ့နေနေကြရင်မင်းသိလိမ့်မယ်ဒီကဘာမြေကြီးတဲ့ကိုလာမင်းပေါ်ရှုံးပေးခဲ့တယ်လို့ဘယ်သူချစ်ရဲ့လဲကိုအမင်းနဲ့မခွဲနိုင်လို့လမ်းငယ်မိတဲ့တိုးသလိုမျိုးပူလောင်ရပန်းဆုံးမိတာမို့စေပေါ်ခဲ့ခြင်းမင်းရွေသွားတယ်မင်းဘဝလမ်းမှာပြောမှာတော့ဆွဲလန်းတမ်းမှာဆွလို့ရတာနာချင်စရာ